ဒီထိုင်းနိုင်ငံကိုတက်လာမဲ့မောင်လေးတွေညီမလေးတွေဒီဗီဒီယိုလေးကိုဘူးတက်ရအောင်လို့ကြည့်သွားကြအောင်နော်ဒီနိုင်ငံရဲ့ငွေကြေးစနစ်ပေါ့နောက်ခလာစာနဲ့ပတ်သက်တဲ့ဟာတွေကိုအမပြပြပေးမယ်မသိတလောက်ပေါ့အခုအမားတို့အခုဒီမှာကထိုင်းနိုင်ငံချွန်ပူလီပေါ့နော်ချွန်ပူလီမှာဆိုရင်လောက်ခလာစာ400ပေးတယ်တချို့နေရာတွေဆိုရင်တော့380ပေးတယ်ဒါပေမဲ့သူတို့နိုင်ငံတွေရဲ့စနစ်ကလေလူတစ်ယောက်ရဲ့ဝင်ငွေထွက်ငွေတွေကိုတခါတည်းဘေးလက်ညီမြအောင်လို့တွက်ချက်ပြီးတော့မှလာစာကိုပေးတာအဲ့ဒါတရက်ကို400ရတယ်အခြေခံမှာအလုပ်လုပ်လို့ဗမာငွေဆို9000ကျော်တာပေါ့နော်အဲ့မဲ့400ရတယ်ဆိုရင်ကျွန်တော်အခုလူတစ်ယောက်ကအလုံးလုံးတစ်ခုခုရှိနေလို့ရှိရင်အလုံးတစ်ခုခုရှိနေတယ်ဆိုရင်ဝင်ငွေတစ်ခုခုရှိနေတယ်ဆိုရင်ကောင်းကောင်းနေမှုစင်တန်းဒီကောင်းကောင်းနေနိုင်တယ်စားနိုင်တယ်ပုံမှန်လေးပေါ့နော်ရှင်းသန်သွားနိုင်တယ်အလုံးမရှိဘူးဆိုရင်ဒါဒီထိုင်းနိုင်ငံကတော်တော်ဒုက္ခရောက်တာလုံးရှိလို့ကတော့လုံးဝကိုပူကြမလို့နေဖို့စားဖို့ကသူကတရက်ကို400ပေးတယ်ပုံမှန်လာခလာစားပေါ့နော် OT တွေပါတွေမပါသေးဘူးနော်တွက်မပြသေးဘူး OT တွေကအဲ့မှာကစက်ရုံမှာလုပ်တယ်ဆိုရင်လည်း400ဗမာမှာလုပ်400အဲ့ဒါကို400ရပြီဆိုရင်ဟုတ်မယ်နေထိုင်စရိတ်ကတစ်လကိုခုအမားတို့နေတဲ့နေရာဆိုရင်3000ကျတယ်တိုက်ခန်းကားက2200တန်ရှည်က300 2500အဲ့ဒါရေဘိုးမီးဖိုးနဲ့ဆိုရင်3000ကျတယ်အဲ့တယောက်တည်းနေတယ်ဆိုရင်3000ဒါမှမဟုတ်ကိုကဟိုတော့ share room နေမယ်ဆိုရင် share room ဆိုရင်တယောက်ကို3ယောက်နေမယ်ဆိုရင်တော့တယောက်ကို1000လောက်ပဲကျမှာ1000ကျော်လောက်ကျတာပေါ့3ယောက်ဆိုရေဘိုးမီးဖိုးနဲ့ဆို3500လောက်ကျမှာ1000လုံးနဲ့ကြမှာအဲ့ဒါ share ရုံးနေတော့ပိုကြိုက်တာပေါ့ဒါပေမဲ့တယောက်ထဲနှုံးနဲ့တွက်ပြမယ်ဆိုရင်တယောက်နေထိုင်စရိတ်က3000ကျတယ်အဲ့မှာတရက်ကို400ဆိုရင်ရက်30ဆိုရင်12000ဒါပေမဲ့12000လို့တွက်လို့မရသေးဘူးတနင်္ဂနွေနေ့တရက်ကပိတ်တယ်စက်ရုံတွေအများစုကတနင်္ဂနွေနေ့ပိတ်တာဖြစ်တဲ့အတွက်ရက်က6ရက်ပဲတွဲရမယ်အဲ့ဒါဆိုရင်1000ကျော်ပဲရမယ်အဲ့ဒါ OT ချင်းမပါဘူးနော် OT ချင်းမတွက်ဘူးအဲ့ဒါ OT မရလို့တချို့တွေညီးနေကြတာဟာတွေကအခု1000ရမယ်နော်1000ကို3000နှုတ်တော့9000မကြဘူးလားအဲ့ဒါကို9000ကိုလူတစ်ယောက်ကအခုတရက်ကိုထမင်းစရိတ်တရက်ကိုထမင်းစရိတ်က100ကျတယ်မနက်ကိုထမင်းတစ်ထုပ်ကို30ဟင်းထုပ်က30ရှိတယ်40တန်းရှိတယ်နော်ဘာတဲ့ညာနဲ့ဆိုရင်မနက်50ညနေ50ဆို100ကျမသွားဘူးလားအဲ့ဒါဟိုမှပတ်စံကျိုးချွားကြံကျင်တော့ချွေတတာစားရတော့ရတော့ထားလိုက်တော့အဲ့ဒါကတော့ကိုကြံကျင်သလိုချွေတာအဲ့ဒါပေါ့မချွေတာပဲနဲ့ပုံမှန်လေးကိုယ့်ရဲ့စားမယ်တောက်မယ်ဆိုရင်တော့မနက်50ညနေ50လောက်ကုန်တယ်အဲ့ဒါထိုင်းမစေးက100ဆိုရင်100တစ်လောက်3000 6000ကျမယ်အဲ့ဆိုရင်နော်နေစိမ့်နဲ့စားစိမ့်က6000အဲ့ဒါကိုဘာရီယာစရိတ်တွေဘာညာတွေတွက်ကြည့်လိုက်ဖုံးပေးရတစ်လားကို300နော်စမက်ရတယ်တစ်လားကိုဖုံးပေး300ထည့်ရတယ်မထည့်လို့လည်းမရဘူးဒီနိုင်ငံမှာဒီဖုန်းအင်တာနက်နဲ့ပဲလုံးကြတာဖုန်းခေါ်တာပြလိုက်မလို့အင်တာနက်ရှိဖို့ပဲဒီနိုင်ငံကဖုံးပေး300နဲ့ဟို3စိမ့်ဒီ3စိမ့်နဲ့ဆိုရင်1000နှုတ်9000အဲ့ဒါနော်ဘယ်လောက်ပဲကြံမအောင်3000ပဲကြံမယ်အဲ့ဒါတော့မှဘာမှမသုံးပဲမဆွဲပဲနဲ့နော်ပုံမှန်အခုဒီကပုံမှန်အသုံးစိတ်ကုန်တဲ့ဟာလေးပဲဒီထက်ပိုခြင်းရင်အငတ်ခံရမယ်ဒီထက်ပိုခြင်းရင်လူအများနဲ့နေရတယ်ဒီထက်ပိုခြင်းရင်တော့ချွေတာပြီးတဲ့ပြောသလိုပေါ့မမတို့ရန်ပြုတ်တွေပဲတောက်ရမယ်အဲ့ဒါဆိုရင်တော့4000 5000တော့ပိုမှာပေါ့အဲ့ဒါအခုဒီ OT အဲ့ဒါတချို့တွေက OT ညှော်ကြတယ်လေ OT မရှိဘူးဆိုရင်တော်တော်ဒုက္ခရောက်တယ် OT မရှိဘူးဆိုဒီနိုင်ငံမှာကစားဖို့နေဖို့ပဲရတာသူတို့ရဲ့တက်မှတ်နှုန်းထားအဲ့ဒါတက်မယ်ဆိုရင်တော့ဗမာငွေ9000ရတယ်ဆိုတာကိုလည်းကြည့်မနေနဲ့ဟုတ်တော့ပတ်စံရှာဖို့တက်ချင်တယ်ဆိုရင်တော့စဉ်းစားဖို့ပတ်စံပြန်ဖို့မဖြစ်မနေပြန်ဖို့ရမှာဆိုရင်တော့ဒီပြင်နည်းနည်းလေးလားစာများတဲ့ပိုနိုင်တဲ့နေရာမျိုးကိုသွားကြပေါ့ဒါမှအတွေ့အကြုံဘူးတုဒအနေနဲ့
ဘောနော်ကိုယ့်ဘက်ကဘောနော်တက်ချင်စိတ်ရှိတယ်ဆိုရင်တော့တက်လာခဲ့ပါဒီမှာကအလုပ်ရှိရင်နေလို့ကောင်းပါတယ်ထိုင်လို့ကောင်းပါတယ်နေအလုပ်သူများတွေရဲ့စနစ်တွေလည်းနားတယ်သွားတာပေါ့သူများပြောသူများကြားနားထဲမှာပဲကြားနေရတာရှိတာလေကိုယ်တိုင်ကြုံမှစနစ်တွေဒီ level ပုံတွေကိုအကုန်လုံးကိုယ်တိုင်ကြုံတွေ့ရမှာအဲကြောင့်တက်ချင်တယ်ဆိုရင်တော့တက်လာခဲ့ပါတက်လာခြင်းနဲ့စိတ်ရှိတယ်ဆိုရင်တော့အလုပ်တစ်ခုရှိတယ်ဆိုရင်ဒုက္ခမရောက်ပါဘူးအဓိကကတော့အလုံးမရှိရင်သာဒီနိုင်ငံကတော်တော်ကိုဒုက္ခရောက်မှာပါအဲ့ဒါကြောင့်မလို့နည်းနည်းလေးစဉ်းစားကြပေါ့ပတ်စံက OT မရှိတဲ့အလုပ်တွေလုပ်မယ်ဆိုရင်ပုံမှန်နေနိုင်မယ်စားနိုင်မယ်အိမ်ကိုပြန်မပို့နိုင်ဘူးဒါပေမဲ့အိမ်ကိုပြန်ပို့ခြင်းလည်းဆိုရင်လည်း OT ရှိတဲ့အလုပ်တွေကိုပဲရှာလို့ရမှာ OT ရှိမှပါအလုပ်ပတ်စံကိုပြန်ပို့နိုင်မှာOT ကတော့တစ်နာရီကို85ပေးတယ်လေ2နာရီဆိုရင်150ရတယ်အဲ့ OT ရမှသာမြန်မာပြည်ကိုပြန်ပို့နိုင်မှာ OT မပေးတဲ့စက်ရုံတွေလည်းရှိတယ် OT ပေးတဲ့စက်ရုံတွေရှိတယ်အဲ့ဒါကြောင့်မလို့ခုနောက်ပိုင်းပေါ့နော် OT တွေနည်းနည်းလေးပေါ့နော်မရှိတော့ဘူးဆိုရင်မြန်မာပြည်ကိုပြန်ပို့ဟာကနည်းနည်းလေးဘေးကျန်းချက်တွေဖြစ်ကြတယ်အဲ့ဒါကြောင့်မလို့ခုတက်လာမယ်ဆိုရင်ဒီငွေနဲ့ပေါ့နော်ဒီလိုတွေရှိတယ်ဒီလိုခက်ခဲတွေရှိတယ်အဲ့ဒါကြောင့်မလို့ဒါနိုင်ငံခြားထွက်လာပြီဆိုရင်ပြန်ပို့ဖို့ထက်ဒီမှာဘလို့ရှင်သန်ရမလဲဆိုတာတစ်နှစ်လောက်ကတော့ဒုက္ခရောက်ပါတယ်ဒုက္ခရောက်မှာပါဒီပါဆိုတစ်နှစ်လောက်ကလေအလုံးမတည်ငြိမ်ဘူးမှမတည်ငြိမ်ဘူးတည်ငြိမ်စေဆိုရင်လည်းစားဖို့နေဖို့လောက်နဲ့ပုံတုံတောင်လေးရလုပ်တဲ့လူတွေလောက်ပဲတည်ငြိမ်မှာပါအများစုကတော့တစ်နှစ်လောက်ကတော့ဟိုလုတ်ပြောင်းဒီလုတ်ပြောင်းဟိုလုတ်ကောင်းလို့ဒီလုတ်ကောင်းလို့ဟိုဟာလေး OT ရှိတဲ့ရုံလုံးချင်းဒီ OT ရှိတဲ့ဒီရုံက OT မရှိဘူးဆိုပြီးတော့လည်းနည်းနည်းလေးတော့တော့ရွေးကြတာပေါ့အများစုကတော့တစ်နှစ်လောက်ကတော့နောက်တစ်နှစ်ဟိုဘက်ဆိုရင်တော့နည်းနည်းလေးတော့နားလဲလဲသွားတယ်တီးလဲတည်ငြိမ်သွားတယ်သူတို့ရဲ့စာရွက်စာတမ်းကိစ္စတွေနဲ့ပေါ့နော်လုပ်ချင်နိုင်တဲ့ဒီမှာလုပ်မရဘူးလေစာရွက်စာတမ်းကိစ္စတွေကလည်းရှုပ်ခတ်နေတာပဲအဲကြောင့်မလို့တရက်ကို400တချို့နေရာ390နေမယ်စားမယ်ဆိုရင်အဆင်ပြေတယ်ကိုယ့်ရဲ့တကိုယ်ရဲ့3စိတ်နော်အလုပ်တစ်ခုရှိမယ်ဆိုရင်တော့စင်းကိုပြေးတယ်လုံးမရှိဘူးဆိုရင်တော့မြန်မာပြည်ကနေပြန်တောင်းရမယ်မြန်မာပြည်ကိုလှမ်းတောင်းရပါတယ်အများစုလှမ်းကိုတောင်းနေရပါတယ်လုံးမရှိတဲ့အတွက်လောက်ကလည်းမလွယ်ဘူးခုနောက်ပိုင်းကလေမြန်မာတွေလည်းများတယ်အဲ့ဒီနဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော့နောက်မှပြောပြမယ်နောက်ဗီဒီယိုတစ်ခုမှပြောပြမယ်